ကျေးဇူးများတင်ပါတယ်ခင်ဗျာ ကျေးဇူးများတင်ပါတယ်အခုကျွန်တော်နောက်ဆုံးတစ်ပုဒ်တော့ကျော်ပြရေးတယ်မနက်ကအချက်လေးရဲ့ပရိသတ်တွေကိုတော့ဆက်ချင်ပါတယ်ဒီတစ်စီးလေးကျွန်တော်တို့ဒီနေ့ပြီးတော့စီရောခံစားပေးပါဦးခင်ဗျာအဲ့နောက်ဆုံးပုံလေးဆိုရင်လည်းဒီတစ်ခုတော့ရောဒူသွား